တငယ်ချင်းတို့ရေဒီမှာဖြက်ပြက်လေးကတော့ကြည်ကြပါဦးရှင်တငယ်ချင်းတို့ရဲ့ဒီမှာနော်လူတိုင်းကကြတော့ကျမတို့တွေပေါ့နော်အကြံအစီတွေနာပဲရှင်ကြည်ကြပါဦးရှင်ဒီမှာပေါ့နော်ဘလိုမျိုးဖြစ်ပြက်လေးကဘလိုမျိုးဖြစ်သွားလဲဆိုတာကိုကျမနဲ့တူကြည်ကြရအောင်ရှင်ဒီမှာပေါ့နော်ဒီကိုကြီးကကြတော့သူ့ဘာသာသူစိုက်ကဲပေါ်မှာထိုင်နေတာပေါ့နော်အဲ့ဒါကိုလာပြီးတော့ပေါ့နော်ကိုညီတောင်းတယ်လို့လာပြီးတော့တောင်းရင်းနဲ့ပေါ့နော်လာတောင်းတာပဲဖြစ်ပါတယ်ကြည်ထားနော်တငယ်ချင်းတို့ရဲ့ဘယ်လိုမျိုးဖြစ်ပျက်ကတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ကြည်ကြပါဦးရှင်ဒီမှာနော်ဒီကိုကြီးရကြတော့သူလမ်းကိုလာမေးရင်းနဲ့ပေါ့နော်လာပြီးတော့မေးရင်းနဲ့ဘယ်လိုမျိုးဆက်ဖြစ်လဲဆိုတာကြည်ကြပါဦးရှင်လူတွေရဲ့နော်တော်တော်ကိုမှဟန်ဆောင်ကောင်းတယ်ဆိုတော့တကယ်ပါပဲရှင်တကယ်ချင်းတို့ရဲ့ဒီမှာနော်ဒီနောက်ထပ်တစ်ယောက်ရောက်လာတယ်နောက်ထပ်တစ်ယောက်ရောက်လာကြတယ်နောက်ထပ်တစ်ယောက်ကလည်းကြိုပဲနော်သူဘာလာရောင်းလဲတော့မသိဘူးတကယ်ချင်းတို့ရဲ့နော်ဒီမှာဘယ်လိုဖြစ်လဲဆိုတော့ကြည့်ကြပါဦးရှင်ဒီမှာနောက်တစ်ယောက်ကျတော့ဒီဘက်ကိုစိုက်ကဲနည်းနည်းလေးရွှေ့လာပြီးတော့ဗောနော်သူဖုံးနှိပ်ပြီးတော့ဖုံးပြောပါတယ်သူတို့တခုခုပဲနော်တငယ်ချင်းတို့ရေလူတွေကလေတော်ကိုမှကြံစီတယ်တွေများတာပေါ့နော်ဒီမှာဒီဗီဒီယိုလေးမှာသင်ခန်းစာအဖြစ်ယူကြပါရှင်တငယ်ချင်းတို့ရေဟိုမှာကိုကြီးကကြတော့ तू ကကြတော့ပေါ့နော်အလိုမျိုးဖြစ်မှန်မှလောကမသိဘူးပေါ့နော် तू ကလက်ကြော်ပဲ तू ကိုညီတဲ့နေနဲ့လာရောက်တဲ့အရာကို तू အားပေးနေတာပေါ့နော်ပြီးတော့ तू အဲ့ဒီလူကကြတော့ဘယ်လိုမျိုးသူကြံညာလုပ်ပြီးတော့ဘယ်လိုမျိုးလုပ်လဲဆိုတာကြည့်ကြပါဦးရှင့်ကျမထင်တော့လေဒီအင်ဂျီဖြူကိုကြီးနဲ့အဲ့ဒီကိုကြီးကကြတော့လေကြံညာပေါ့နော်ဆင်ထားတာဖြစ်မယ်ကိုကြီးနှစ်ယောက်ကပေါ့နော်ဒီမှာကြည့်နော်အဲ့ဒီရက်တောင်လေးနဲ့ရလိုက်တော့လေအဲ့ဒီရနေတဲ့ကိုကြီးကလေသူမေ့သွားတယ်လို့တတိလဲသွားတယ်လို့ဖြစ်သွားတာပေါ့နော်သူတတိလဲသွားတာနဲ့သူလက်ထက်ကပစ္စံအိတ်တွေကိုအကုန်လုံးယူကြပါတယ်ရှင်ကြည်ကြပါဦးမတိမတာလေးနဲ့ပေါ့နော်ကြည်ထားနော်ဒီမှာသူဘာလို့ဖြစ်လဲဆိုတာနော်ဒီလိုမျိုးလှုပ်ရှားနေတဲ့သူတွေမှာနော်ဒီလိုမျိုးနီလန်းတွေဘယ်လိုမျိုးရှူဆေးလေးနဲ့ဘယ်လိုမျိုးရှူဆေးထိုးပြီးတော့ပေါ့နော်ရှူဆေးရှူခိုင်းပြီးတော့ဘယ်လိုမျိုးလောက်ရမလဲအကြံဉာဏ်လေးသူတို့မှာရှိတယ်တငယ်ချင်းတို့ရေတတိထားကြပါပေါ့နော်ကျမတို့တွေလမ်းမှာဘေးမှာပေါ့နော်တယောက်တည်းထိုင်နေတဲ့ခြေဆိုလို့ရှိရင်လာတဲ့သူတိုင်းကိုပေါ့နော်ကိုယ်စိတ်လိုမျိုးထင်ပြီးတော့ပေါ့နော်မကူညီကြပါနဲ့ရှင်ကူညီတဲ့ဆိုလို့ရှိရင်လည်းပေါ့နော်တတိလေးထားပြီးတော့ကူညီကြပါဒီဗီဒီယိုလေးကိုများများလေးရှယ်ပေးကြပါရှင်